Okay စပြီတော့မယ်ဒါတော့ကနှစ်တည်းဗာလဲ ညီမလေးရိုက်ပြီးပဲမကြီးရတယ်တတ်တာ ရတယ်တော့နားလေးရတယ်လာအိမ်မော်တယ်လို့ပြော လှုပ်လေလှုပ်လေဖះเจ้าမသိ စမုစာခွန်ဖရလို့ အောင်စမှုစခွန်ဖះ ပတ်နာမှာ တရား ရှိ ရှိပြီလို့ပြောတယ်နော်ဟိုမှာတော့ရေးထားတာတွေ့ နော်ပတ်နာမှာတဲ့ တရုတ်ဆန်တယ်တိတ်လို့လည်းရ ဟုတ်ကဲ့ပါအဲ့ဒါ ဂျာမီလည်းပြောတာဟုတ်တယ် ជីလေး ဝါကျင်းလေးနော်ဝေါ အော်ဒါဆိုနှစ်တရာရှိနှစ်တရာနော် ဘုံကျော်လည်းရှိ နော် ပေါ်လေနော် အေး ဟိုနားလေတော့ အော်လာလိုက်တာကြည့်ပါ ဒီကြနေတယ်လို့အော်ဒီထုံးနေပါလေရှင်အားလေးထုံးနေပါလေထုံးနေပါလေကျော်ပြန်ပါနှစ်တရာကြော်သွားပါပြီဒါနှစ်တရာကြော်သွားတဲ့ထုတ်ပြရโอเคဒီမှာဒီကနေ့ရောက်ရှိနားလေးငါတို့အေးအမရအိမ်မှာအိုးဝါဆောလို့နေပါလေငါတို့နေရောက်ဟုတ်ကဲ့ ဟုတ်လို့နှိပ်ပြီးရတာမသိ ရအဲကဲ โอเคဆင်းမအဲ့ဆင်းမလေးပြီ စီကဲကင်မရာမန်လုပ်နေရတယ်စင်းပါဟုတ်ကဲ့ပါရှင်โอเคကဲတမ်းလိုက်ခဲကြပါရှင် အဲ့ဒီအရင်မဟုတ်ပဲတိုင်းအောင်လို့ ဟောဒီအုတ်ဒီလည်းလုံးဝနှစ်ပေါင်း အရင်ဟိုကလေတည့်ရမှာအရင်ခက်တာဟိုလေကားတွေကလေ နော် အရင်မြင့်နေကြည့်အတောင်နီးနေရှိရလား နော် အရင်မြင့်တာတေးကြအရင်တော့ခုနောက်ပိုင်းလေကားတွေကဖေးစားတော့6လက်မလောက်ပဲထားတာလေ နော်ဒီမှာအုတ်မြုပ်ရိုးနမ်းမြုပ်ရိုးလိုမျိုးရှိပါတယ်ဒါမြေကြီးတဲ့ဘလောက်ဝင်သွားမှလည်းမသိဘူးနော် တရုတ်ဆန်နေဆိုတရုတ်တွေစောက်ခဲ့ရတာမသိဘူး နော် စာအုပ်ပုံစံတွေကတရုတ်ဆန် တရုတ်ဆန်မှာတဲ့ဒီနားရရင်တော့တားလာလေတိလားဟုတ်ကဲ့မှာရရမှာနေပူတယ်လေ ချင်းနေမှာ နေပူတယ်လေနော် ဘ